များကိုထင်သေးတယ်ဆိုတာအစိတ်ကြီးကဘယ်လိုပြောရလဲကြီးဘောတော်ကြီးဖြစ်နေလူဘောကြီးဖြစ်နေသူအသိဉာဏ်ဖြင့်မရင့်ကျက်ဘူးသေဆုံးသွားပြီဆိုရင်ဘာမှတော့မကြံတော့သေပြီးဆယ်စုနှစ်တစုသားလောက်တော့ကိုအကြောင်းပြောရတာလေးရှိအောင်ရှိပါနော်နောက်တော်ကြာသွားပြီဆိုကိုအကြောင်းဘယ်သူမှတော့မသိတော့ဘာမှမသိလောကတွေကအကုန်လုံးတောင်အဲ့ဒီအခြေအနေကိုမြင်ရမယ်နော်ဒါမှပြောတာတော့အနိစ္စပြီးရင်ဒုက္ခဆိုတာကြတော့ခုနကတော့ဘုန်းကြီးအကျေပြောခဲ့တယ်ကောင်းတဲ့အတွေ့အကြုံပဲဖြစ်ဖြစ်မကောင်းတဲ့အတွေ့အကြုံပဲဖြစ်ဖြစ်တကယ်ကောင်းမွန်တဲ့သဘောတဘာဝတွေမဟုတ်ဘူးပြောင်းလဲလွယ်တဲ့ဖြစ်ချင်းလို့ဖြစ်တတ်တဲ့သဘောတဘာဝတွေကောင်းလို့လည်းပဲသိပြီးတော့မောက်ကြွားစရာရင်မှုစရာဖြစ်တဲ့အရာတွေမဟုတ်ဘူးဆိုးလို့လည်းပဲအရင်ကြီးစိတ်ပြက်စရာဝမ်းနည်းစရာအနေအထားတွေမဟုတ်ဘူးသူတို့ဟာဒီမှာကောင်းတာနဲ့မကောင်းတာကိုတဒန်းနဲ့ပြုပြီးတော့ဟောထားတဲ့အချက်ကအလွန်စိတ်ဝင်စားတဲ့အကောင်းမင်းတို့စဉ်းစားနိုင်တဲ့ဉာဏ်လေးတွေရှိတယ်လို့ဘုန်းကြီးကယုံကြည်လို့အဲ့ဒီနဲ့နေတဲ့သဘောလေးကိုစဉ်းစားပြတာရှားခြင်းချီးမွမ်းခြင်းအချမ်းရရှိခြင်းချမ်းသာခြင်းဟုတ်လားတစ်ဖက်မှာမရခြင်းအချမ်းရမရှိခြင်းကဲ့ရဲ့ခံရခြင်းဆင်းရဲခြင်းမကောင်းတာနဲ့ကောင်းတာကိုဒန်းတူပြုပြီးတော့ခေါ်ထားတာလေးကိုအဲ့ဒါကိုစိတ်အေးထားပြီးတော့စဉ်းစားဒန်းတူဘလို့ပြုတာတော့အနိစ္စဒုက္ခဝိပရိနာမအဲ့ဒီအချက်ကိုမြင်ရမယ်အဲ့ဒါဘုန်းကြီးဖြတ်ပြီးတော့စကားလေးတစ်ခုပြောမယ်ဘုန်းကြီးတို့ကဘဝနေသွားတဲ့အခါမှာမတူတာတွေကွဲပြားတာတွေခြားနာတာတွေကြီးမြင်ပြီးတော့သွားနေတာခုကြည့်လိုက်ယောက်ျားမိန်းမမတူရုပ်ရည်လည်းမတူဟုတ်တယ်မဟုတ်လားအိုင်ဆိုင်မှုလည်းမတူဉာဏ်ဉာဏ်သွေးလည်းမတူတာတွေကြီးဘုန်းကြီးတို့ရဲ့စိတ်ကအမြဲတမ်းမလုပ်နေတော့နားလည်နေဒီမတူတာတွေမှာနဲ့ဆိုင်တူးနေတယ်ဆိုတဲ့အချက်ကိုဘုန်းကြီးတို့ဟာမြင်ခဲ့တယ်တချို့ဆိုရင်မြင်ကိုမမြင်ဘူးအခုဘုန်းကြီးပြောလိုက်တယ်မတူတာတွေမြင်ဖို့ကအရန်လွယ်တယ်မြင်နေကြဒီမတူကွဲပြားခြားနားနေတဲ့အရာအလုံးမှာနဲ့ဆိုင်တူးနေတာရှိတယ်ဘုန်းကြီးအဲ့လိုလေးပြောလိုက်တဲ့အခါမှာဘယ်ဟာကိုပြန်ဘုန်းကြီးကရည်ရွယ်ပြောတာတော့ဘယ်ဟာတူတာတော့အကုန်လုံးတူနေတယ်လို့ပြောလိုက်တယ်ဒီလူတွေအကုန်လုံးတူနေတဲ့အချက်ရှိတယ်ဘယ်ရာမှန်းဖြစ်မယ်တော့ဘာလေးမြန်စဉ်းစားမိတော့ပို့ပြီးတော့ထိအောင်ဘုန်းကြီးပြောချင်မယ်နော်ပျက်စီးခြင်းတွေကိုသွားနေရတဲ့အဖြစ်ကတူးနေတယ်ဟုတ်လားဆိုရပါစို့နွားအုပ်ကြီးတအုပ်ကိုတတ်မဲ့နေရာကိုဆွဲသွားတယ်အဲ့ဒီနွားတွေမှာနှဖြူတွေလည်းပါမယ်နက်တွေလည်းပါမယ်နကြားတွေလည်းပါမယ်နထီးတွေလည်းပါမယ်နမတွေလည်းပါမယ်နွားသေးတွေလည်းပါမယ်နွားအကြီးတွေလည်းပါမယ်အစုံပေါ့ကွယ်မတူဘူးဒါပေမဲ့သူတို့အကုန်လုံးတူနေတာပါလေသူတို့အသက်ခံရမဲ့တွေကိုရွှေလျားနေတယ်တူတယ်မဟုတ်လားဒါတစ်ချက်ပဲရှိသေးရဲ့နော်နောက်ထပ်တူးနေတာတွေအများကြီးရထားတဲ့လူတွေအကုန်လုံးကအစာအာဟာရထည့်ပေးရမယ်တာဝန်ရှိတယ်အစာအာဟာရထည့်ပေးမှဆက်ရှင်မဲ့အမျိုးအစားလေးတွေကြီးပဲဘယ်သူမှအဲ့ဒီကိစ္စမှာအခွင့်အရေးကမရှိဘူးမင်းလည်းရေတောက်မှရှင်ပဲမင်းလည်းရေတောက်မှရှင်ဟုတ်တယ်မဟုတ်လားစားစရာရှားမယ်လို့ပြောတာနော်စားစရာမရှာလို့မရဟုတ်လားမင်းလည်းပဲယာတိဥဒ္ဒခံရမယ်ငါလည်းပဲယာတိဥဒ္ဒခံရမယ်တူတာတွေကိုဘုန်းကြီးပြောမယ်ဆိုရင်မဆုံးဘူးဒါပေမဲ့ဘုန်းကြီးတို့အဲ့ဒါတွေကိုမြင်သလားမမြင်ဘူးမမြင်ဘူးဘုန်းကြီးတို့ဘာတွေပဲမြင်တာမတူတာတွေပဲမြင်မတူတာတွေမြင်တဲ့အခါကျတော့ဘာတွေဖြစ်လာဆိုအထင်ကြီးခြင်းအထင်သေးခြင်းတွေဖြစ်လာတယ်ကိုယ်စိတ်ထဲကောင်းတယ်လို့ထင်ရတဲ့လူတွေရဲ့ပုံမှာအထင်ကြီးတယ်အထင်ကြီးရင်အဲ့ဒါခံစားရတာကောင်းမှုကိုယ်ကိုသိငဲတယ်ကိုယ်ထင်နေကြတယ်ဒါမှမကောင်းဘူးလို့ထင်ရတဲ့အရာတွေရဲ့ပုံမှာမဖြစ်တော့အထင်သေးတယ်အထင်သေးတာလည်းမကောင်းမြန်ဘူးအဲ့ဒါစိတ်ကခပ်ပေါ်ပေါ်ဖြစ်နေနော်သူများကိုအထင်သေးတယ်ဆိုတာအစိတ်ကြီးကဘယ်လိုပြောရရင်ကြီးဘောတော်ကြီးဖြစ်နေလူဘောကြီးဖြစ်နေသူအသိဉာဏ်ဖြင့်မရင့်ကျက်ဘူးအဲ့ဘုန်းကြီးပြောနေတာလေးကဘယ်ကနေထွက်တော့ဒီစကားကောင်းတဲ့လောကဓာတ်ပဲဖြစ်ဖြစ်မကောင်းတဲ့လောကဓာတ်ပဲဖြစ်ဖြစ်မြတ်စွာဘုရားဘာလို့ပြောတာလဲအနေစာဒုက္ခဝိပရိနာမဖြစ်တယ်လို့တန်းတူဟောတာအဲ့ဒီအချက်ကိုဘုန်းကြီးကအဲ့ဒီသုတ်တန်ကိုစပြီးတော့ဖူးတွေကစသတိထားမိတယ်ဘယ်နဲ့ကြောင့်အနေစာဒုက္ခဝိပရိနာမဖြစ်တယ်လို့ကောင်းတာကိုလည်းဒီတိုင်းဟောတယ်မကောင်းတာကိုလည်းဒီတိုင်းဟောတယ်ကြီးလာလေဒါကိုသဘောပေါက်တယ်အကုန်လုံးကဘာတော့အိုနေကြတဲ့မသက်မသာဖြစ်ခြင်းကိုရှေ့ရှုနေတဲ့ပျက်စီးခြင်းတွေကိုရှေ့ရှုနေတဲ့သဘောတဘာဝတွေအကုန်လုံးကပြဿနာတုံးပြဿနာခဲလေးတွေအတီးတီးကိုပြဿနာကိုဘာလုပ်နေကြတာတော့ရှင်းနေကြတာဒါထက်ဘာမှမပူဘူးနော်ဟုတ်လားသူကပတ်စံများများရတဲ့အလုပ်လုပ်လို့ငါထက်အများကြီးတာတယ်လို့ပါမထင်နဲ့အဲ့ဒါကမတူကွဲပြားခြားနားမှုတွေကတကယ်ပါပါလေးအဲ့ဒီကိစ္စဟုတ်လား
နဲ့ဆိုင်တူနေတာကြီးရပါတော့အများစုဟုတ်တယ်မဟုတ်လားခုနကဘုန်းကြီးပေးတဲ့ဥမာမေးနေနော်ဟိုတော့အဲ့ဒါကိုဘလို့ဥမာပေးဘူးသေးလေခေါင်းထဲမှာပြောလိုက်ဦးမနော်မစင်နေနဲ့လူရုပ်ကလေးတွေလောက်ထားတယ်ဆိုကြပါစို့မစင်တို့နဲ့ရှွန့်နေပါလိမ့်နဲ့နေပြီးတော့လူရုပ်ကလေးတွေလောက်ထားပုံစံမျိုးစုံပေါ့ပြီးရင်အယောင်မျိုးစုံခြေထားလိုက်ဒါဘုန်းကြီးပြောဘူးတဲ့ဥမာလေးရုပ်ကလေးတွေကမတူဘူးအယောင်မျိုးစုံဝိစားလေးတွေကလည်းမျိုးစုံဒါအပေါ်ရင်မြင်ရတာတကယ်ဒီအရုပ်ကလေးအကုန်လုံးကိုဗာနဲ့လှုပ်ထားတာတော့မစင်နဲ့လှုပ်ထားတာလူလောကကြီးတစ်ခုလုံးအဲ့တိုင်းပဲဟုတ်လားခုမြတ်စွာဘုရားအဲ့ဒါကိုမြင်တာကောင်းတဲ့အတွေ့အကြုံလဲအနိစ္စဒုက္ခဝိပရိနာမမကောင်းတဲ့အတွေ့အကြုံကလည်းအနိစ္စဒုက္ခဝိပရိနာမဉာဏ်ရှိတဲ့လူကအဲ့ဒီတူညီနေတဲ့အမှန်တရားကြီး၃ချက်ကိုကောင်းမြင်နေတဲ့တို့အဲ့ဒါမြင်အောင်လုပ်ရမယ်နော်ဒါနေ့လေတရားအထုတ်တယ်ဆိုတာအဲ့ဒါလိုရင်းတို့ရှင်းထိရောက်အဲ့ဒီအချက်၃ချက်ကိုမြင်အောင်ကြိုးစားတာအဲ့လိုမြင်တဲ့အတွက်ကြောင့်နဲ့အတွေ့အကြုံတွေကအဲ့ဒီဉာဏ်ရှိသူကိုမလွှမ်းမိုးနိုင်သူ့စိတ်ကိုမလွှမ်းမိုးနိုင်စိတ်ကအပေါ်ကအတွေ့အကြုံကအောက်ကအဲ့လိုဖြစ်ဖို့လိုရနော်အရာကိုယ်စိတ်ကြီးကအတွေ့အကြုံတွေကပဲကိုယ်လွှမ်းမိုးကိုယ်အထင်သေးကြီးလို့ကိုယ်အထင်သေးသေးလို့ဘာဖြစ်နေကိုယ်စိတ်ကအောက်ကျနေမှားယွင်းမှုနဲ့ကိုယ်စိတ်ဟာအောက်ကျနေမှန်ကန်မှုရှိမှကိုယ့်ရဲ့စိတ်ကအတွေ့အကြုံကိုလွှမ်းမိုးထားမှာဟုတ်လားအဲ့လိုအတွေ့အကြုံကိုစိတ်ကလွှမ်းမိုးနိုင်ပြီဆိုလို့ရှိရင်ဒီအတွေ့အကြုံကကိုယ့်ကိုလောဘဖြစ်အောင်လည်းမလုပ်နိုင်ဘူးဒေါသဖြစ်အောင်လည်းမလုပ်နိုင်ဘူးဆိုလိုတာကမကောင်းတဲ့လောကဓာတ်နဲ့တွေ့လို့လည်း तू မုန်းတယ်စိတ်ပြက်တယ်မကြိုက်ဘူးဆိုတာမရှိကောင်းတဲ့လောကဓာတ်နဲ့တွေ့လို့လည်းပဲချစ်တယ်မြတ်နိုးတယ်ရကျင်တယ်ကြိုက်တယ်နှစ်သက်တယ်ဆိုတာ तू မှရှိအဆုံးစွန်အဲ့ဒီလိုမျိုးငြိမ်သက်သွားတဲ့အနေအထားတော့ယဟန္တာဖြစ်မှရသို့တော့ဘုန်းကြီးတို့တွေကအဲ့ဒါကိုပန်းနိုင်ထားပြီးတော့အဲ့ဒီလမ်းကိုဘာလို့ဖို့လို့တော့ရှောက်ဖို့လုပ်မယ်